ကမ္ဘာငြိမ်းချမ်းရေးအတွက်အမေရိကန်မှာမိုင်းပေါင်း2300လမ်းလျှောက်ခဲ့ကြတဲ့ဆရာတော်များအခုဆိုရင်ကမ္ဘာတစ်ဝန်းမှာစစ်ပွဲတွေနဲ့အမုန်းတရားတွေပြည့်နေနေချိန်မှာငြိမ်းချမ်းရေးဆိုတဲ့အဓိပ္ပာယ်ကိုလက်တွေ့သက်သေပြဖို့အတွက်တန်ဃာတော်တွေဟာအမေရိကန်မြေပေါ်မှာမိုင်းပေါင်း2300ကျော်ရှိနေရတဲ့ခီးချမ်းကြီးကိုခြေလင်းကြွချီနေကြတာပါဒီခီးစဉ်ဟာတက္ကဆက်ပြည်နယ်ကနေဝါရှင်တန် DC ကသမ္မတအိမ်ဖြူတော်တိရောက်ရှိဖို့ရည်မှန်းထားတာဖြစ်ပါတယ်ထူးခြားတာကတော့ဒီခီးစဉ်မှာမြန်မာနိုင်ငံကရွှေပုံးပွင့်ဆရာတော်ဟာဇန်နဝါရီလ1ရက်နေ့ကနေစပြီးပါဝင်လာခဲ့တာပါပဲဆရာတော်တွေဟာဒီခီးရှေ့ကြီးမှာတနေ့တစ်နက်ပဲဖုံးပြီးတဲ့ဒုတင်ဆောင်ကျင့်မြတ်ကိုကျင့်ကြံရိပ်ညဘက်ဒီမှာလည်းတစ်ပင်အောက်ဒီမှာပဲအေးစိတ်စွာအိဆန္ဒယူကြတာပါတနေ့ကိုမိုင်30နီးပါးလမ်းလျှောက်ရတဲ့အတွက်ခြေပွားတွေမှာအရေးကြီးပူတွေပေါင်းခြေထောက်တွေဖုံးယောင်လာတဲ့တင်ပင်မဆင်းရဲမှုကိုမြစ်တာတက်တစ်ခုရင်းနဲ့အနိုင်ယူကြောဖြတ်နေကြပါတယ်လက်ရှိ2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာတော့ဆရာတော်တို့အဖွဲ့ဟာဂျော်ဂျီယာပြည်နယ်ရဲ့ခါးသီးတဲ့စောင်းအေးတန်တွေကြားမှာနေ့နေ့ကိုအန်တူပြီးပန်းနိုင်စီကိုဆက်လက်ချီကြွနေကြပါတယ်ဒီခီးစဉ်မှာဘာသာရေးအလံနဲ့နိုင်ငံရေးတွေလုံးဝမပါပဲကိုယ်စိတ်ကိုအရင်ငင်းကြအောင်ထားပါဆိုတဲ့ဗုဒ္ဓရဲ့အေးချမ်းတဲ့လမ်းစဉ်ကိုလက်တွေ့ပြသနေတာကြောင့်ဒေသခံအမေရိကန်နိုင်ငံသားတွေရဲ့ကြီးညိုမှုကိုပါအပြည့်အဝရရှိနေတာဖြစ်ပါတယ်ကေပရိသတ်ကြီးတို့ရောအမေရိကန်မြေပေါ်မှာငြိမ်းချမ်းရေးအတွက်ဆာလာမှုနဲ့အေးတံကိုအန်တူပြီးကြောချီနေတဲ့ရွှေပုံးခွေဆရာတော်နဲ့တန်ဃာတော်များဘေးကင်းစွာပန်းတိုင်ရောက်ဖို့တာရုခေါ်ရင်ဆူတောင်းပေးခဲ့ကြပါအောင်နော်